သားသမီးဆိုတာရန်နာပါဒီရန်နာလေးတွေကိုရဖို့ကြိုးစားနေတဲ့စုံတွဲတွေအတွက်ရည်ရွယ်ပြီးတော့မှကျွန်တော်ဒီအကြောင်းအရာလေးကိုဝေမျှပေးသွားချင်ပါတယ်ဟယ်လိုမင်္ဂလာပါကျွန်တော်ကတော့တာဖတ်မြင့်အထူးကိုဆရာဝန်ဒေါက်တာအောင်ဦးကြီးဖြစ်ပါတယ်ဒီနေ့မှာတော့သားသမီးရဖို့ကြိုးစားနေတဲ့စုံတွဲတွေအနေနဲ့ဒီအိုင်နာရမယ့်အချက်လေးတွေကိုကျွန်တော်ဝေမျှပေးသွားချင်ပါတယ်ကလေးရောက်ဖို့ခက်ခဲနေခြင်းကအမျိုးသမီးကြောင့်လည်းဆိုင်လို့မျိုးသားကြောင့်လည်းဖြစ်တတ်ပါတယ်တစ်ခါတည်းမှာနှစ်ယောက်လုံးကောင်းနေတဲ့သားနဲ့လည်းဒီသားသမီးကံကြောင့်မရတတ်တာလည်းရှိတတ်ကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်သားသမီးရဖို့ကြိုးစားနေတဲ့စုံတွဲတွေဒီကျွန်တော်ပြောပြတဲ့အချက်လေးကိုလိုက်နာလှုပ်ဆောင်ပေးခြင်းအပြင်သားသမီးရလွယ်ဖို့ရထောက်ကူဖြစ်စေမှာဖြစ်ပါတယ်ပထမအဆုံးချက်အနေနဲ့ဒီအာဟာရပြည့်ဝစွာစားသုံးဖို့လိုအပ်ပါတယ်အာဟာရပြည့်ဝစွာစားသုံးဖို့လိုအပ်တဲ့ဆိုရမှာဒီအမျိုးသမီးတွေမှာဆိုရင်တအိမ်သားဦးအိမ်အမျိုးသားမှာဆိုရင်တုတ်ဒီလိုအားကောင်းဖို့ရအတွက်အားပေးတဲ့အစားအသောက်တွေကိုပို့ပြီးတော့အထူးပြုစားသုံးပေးတင်ပါတယ်ဒီနေရာမှာဆိုရင် folic acid antioxidant နောက်တစ်ခုက omega 3ကျွယ်ဝတဲ့အစားအသောက်တွေဖြစ်တဲ့အသားငါတီးရွက်ပဲဆေးဆန်ကြက်ဥဒါတွေကိုအမျိုးသားစုံလင်စွာစားသုံးပေးဖို့လိုအပ်ပါတယ်ဒါမှတအိမ်သားဥအိမ်တုတ်တွေဟာကျန်းမာပြီးတော့မှကလေးရလွယ်ဖို့ရထောက်ကူဖြစ်စေမှာပါနောက်တစ်ချက်အနေနဲ့ဒီအရက်ဆစ်လိကွန်ဘီယာဘိတ်ဒါတွေကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်ဒီအရာတွေကိုသုံးစွဲခြင်းအပြင်အမျိုးသမီးတွေမှာဆိုရင်တားအုပ်ကြွေတဲ့ဖြစ်စဉ်တွေမှာအနောက်ရှက်ပေးတယ်လို့အမျိုးသားတွေမှာဆိုရင်တုပ်ရည်သွေးကိုညံ့ဖျင်းစလို့ရည်တွက်ကိုလည်းနည်းစေပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ခန္ဓာကိုယ်ဝိတ်ထိန်မှုပါဒီနေရာမှာဆိုရင်အမျိုးသမီးတွေပို့ပြီးတော့လိုက်နာသင့်ပါတယ်အရန်ဝလွန်းတယ်အရန်ပိန်လွန်းတယ်ဆိုရင်မျိုးကြွေတဲ့ဖြစ်စဉ်မှာအနောက်ရှက်ပေးပါတယ်ဒီအတွက်ကြောင့်မို့ကိုယ့်ရဲ့ခန္ဓာကိုယ်ဝိတ်ကိုပုံမှန်နေထားမှာရောက်အောင်ထိန်သိမ်းသင့်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ဒီအမျိုးသမီးတွေကပုံမှန် folic acid တောက်ပေးဖို့လိုအပ်ပါတယ်ဒါမှသာကိုဝန်းဆောင်တဲ့အချိန်မှာကလေးရဲ့အာရုံကြောဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့အရေးကြီးဆုံးပါဒါပါလဲဆိုရင်ဒီစုံတွဲတွေကတစ်ပတ်ကိုအနည်းဆုံး2ခါအတူတူနေပေးဖို့လိုအပ်ပါတယ်ဖြစ်နိုင်ရင်တော့တစ်ရက်ခြားတစ်ခါနေနိုင်ရင်ပိုကောင်းပါတယ်ကိုယ်ရနိုင်ခြင်းအမြင့်ဆုံးချိန်ကတော့အမျိုးသမီးတွေမျိုးကြွေနေတဲ့အချိန်မှာအတူနေပေးခြင်းပဲဖြစ်ပါတယ်အဲ့ဆိုရင်မျိုးကြွေတာဘယ်လိုသိနိုင်မလဲပုံမှန်လားစဉ်တစ်လတစ်ခါရာသီပေါ်တဲ့အမျိုးသမီးတွေမှာဆိုရင်ရာသီမပေါ်ခင်ဒီ14ရက်မှာဆိုရင်မျိုးကြွေတက်ကြပါတယ်အဲ့ဒီရက်တွေမှာအတူနေပေးခြင်းအပြင်ဒီကလေးရနိုင်ခြင်းပို့ပြီးတော့မြင်မာပါတယ်ဆရာရာသီပုံမှန်မပေါ်တဲ့အမျိုးသမီးတွေမှာဆိုရင်ရောမျိုးကြွေတာဘယ်လိုသိနိုင်မလဲအဲ့ဒီလိုအမျိုးသမီးတွေမှာဆိုရင်တော့ဒီမျိုးဥကြွေမကြွေစစ်လို့ရတဲ့စီးစစ်တန်လေးတွေရှိပါတယ်အဲ့ဒီစီးစစ်တန်နဲ့ပုံမှန်စစ်သွားပေးခြင်းအပြင်မျိုးကြွေမကြွေကိုကျွန်တော်တို့သိနိုင်ပါတယ်အဲ့ဒီချိန်မှာဒီနေပေးခြင်းအပြင်ကလေးရနိုင်သေးပို့ပြီးတော့မြင်ပါပါတယ်ဒီအထက်ပါအကြောင်းအရာတွေကိုလိုက်နာကျင့်သုံးနေပါရဲ့နဲ့ဒီသားသမီးရဖို့ခက်ခဲနေသေးတယ်ဆိုရင်တော့သက်ဆိုင်ရာတာဖာမီရဲ့အထူးဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးဒေတာလေးစစ်ဆေးကုသမှုခံယူသင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့သစုံတရာအကျိုးကျေးဇူးရရှိခဲ့မယ်ဆိုရင်ကျွန်တော်အများကြီးဝမ်းသာပါတယ်သားသမီးရန်နာရဖို့ကြိုးစားနေတဲ့စုံတွဲတွေအတွက်ဒီရန်နာလေးတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်